အားလုံးပဲမင်္ဂလာပါခင်ဗျာလူတိုင်းကတော့ချမ်းသာခြင်းကြတာကြီးပဲဒါပေမဲ့ကဘာကြီးရဲ့တစ်ဖက်ချမ်းမှာတော့ဒီနေ့ဘာစားရမလဲဆိုရတဲ့ဒီနေ့အသက်ရှင်မမလားဆိုတာကိုပူတွေးနေတဲ့နိုင်ငံတွေရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကဘာပေါ်မှာအစင်းရဲဆုံး10နိုင်ငံအကြောင်းကိုချက်ကြလက်ကြပြောပြပြီးသွားမှာပါအစင်းရဲဆုံးဆိုလို့စိတ်သက်မကြတော့ပါနဲ့အောင်သူတို့ဒီမှာပတ်စံသာမရှိတာရုံးကန်ရတဲ့ဘဝတွေကတော့ဒရမာကားတွေထက်တောင်ပူကျန်းပါတယ်ကဲနံပါတ်10ကနေစလိုက်ကြရအောင်ဗျာနံပါတ်10လိုက်ဘေးရီးယာနံပါတ်10ကတော့အာဖရိကလိုက်ဘေးရီးယာပါဒီနိုင်ငံကပြည်သူစစ်တန်းကိုဆယ်စုနဲ့2ခုစားလောက်အလူအလဲခံခဲ့ရတာပါစီးပွားရေးကဘယ်လောက်တောင်အခြေအနေဆိုးတယ်လဲဆိုလို့ရှိရင်လူဦးရေရဲ့ထက်ဝက်ကျော်ကတနေ့ကို$2တောင်ပြည့်အောင်မချနိုင်ဘူးမြန်မာငွေနဲ့ဆိုရင်တနေ့ကို$8,000ကျပ်ဝန်းကျင်တောင်မရပါဘူးဖုန်းပေး1,000ဖို့ဖြည့်ဖို့တောင်တော်တော်စဉ်းစားရမယ်အခြေအနေမျိုးပေါ့နံပါတ်9ချက်နာမည်ကတော့ချက်တဲ့နာမည်ကြလိုက်ရင်အာကာသသမားဘော်ဒီတောင်းတောင်ကြီးနဲ့လူမိုက်ကြီးတို့ထင်ရပေမဲ့တကယ်တမ်းတော့တနာဖို့ကောင်းပါတယ်ပင်လယ်ထွက်ပေါက်မရှိတဲ့အပြင်တနိုင်ငံလုံးရဲ့80%ကစင်ရမွဲတည်မှုမြင်အောင်ပါသူတို့စီမှာရေနံရှိပေမဲ့အဲ့ဒီရေနံကပြည်သူပိုက်ထဲမရောက်ဖက်ဘယ်ရောက်ကုန်မှန်းဘယ်သူမှမသိကြပါဘူးနံပါတ်10မာလဝီကိုတော့ The One of Africa လို့ခေါ်ကြပါတယ်လူတွေကအရန်ဖော်ယူလို့ပါဒါပေမဲ့ဖော်ယူမှုကဝမ်းမဝစီဘူးလीစိုက်ပျိုးရေးကိုပဲအဓိကအားကိုးနေရတော့မိုးခေါင်ပြီဆိုရင်အားလုံးကသွားပြီလို့သာမှတ်လိုက်ပါတော့သူတို့နိုင်ငံရဲ့ဝင်ငွေအများစုကနိုင်ငံတကာအကူအညီပေါ်မှာမူတည်နေတာပါနံပါတ်9နိုင်ဂျီးရီးယားနဲ့မမားပါနဲ့အောင်ဒါကတော့နိုင်ဂျာပါနိုင်ငံရဲ့80%ကဆာဟာရာသဲကန်နာကြီးစဉ်းစားကြည့်ဖို့ဗျာအိမ်ရှိထွက်လိုက်ရင်သဲတွေကြီးပဲမြင်နေရတာစိုက်ပျိုးဖို့လည်းခက်ရေလဲရှားပူရာကလည်းနေလန်းခံရတဲ့ငချောက်ထက်တောင်ပိုဆိုးပါသေးတယ်ဒါကြောင့်လဲကုလသမဂ္ဂကဒီနိုင်ငံကိုဖွံ့ဖြိုးမှုအနည်းဆုံးအဖြစ်သတ်မှတ်ထားတာပါနံပါတ်6ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဒီနိုင်ငံကတကယ်တော့ကမ္ဘာအချမ်းသာဆုံးဖြစ်တင်တာစိန်တွေရွှေတွေဖုံးတွေမှာတုံးတဲ့ကိုဘော့တက်ထူတွေတောင်ပေါ်ရပုံရှိတာဒါပေမဲ့ရှုပ်ထွေးလွန်းတဲ့နိုင်ငံရေးနဲ့စစ်ပွဲတွေကြောင့်ပြည်သူတွေကတော့ရွှေတောင်ပေါ်မှာထိုင်ပြီးငတ်နေကြရရှာတယ်ဖျားပြီးသမျှလက်ခံရတာပို့ဆိုတဲ့စကားကသူတို့အတွက်တော့တကယ်ကြီးကိုလက်တွေ့ပါပဲနံပါတ်5အာဖရိကအလဲပိုင်းသမ္မတနိုင်ငံနာမည်ကတော့နိုင်ငံအလဲမှာမို့လို့အလဲပိုင်းလို့ပြီးထားတယ်ဒါပေမဲ့စီးပွားရေးကတော့အောက်ဆုံးကနေရည်တွက်ရင်ဖိတ်ဆုံးပါပါတယံဇာတိုက်ရှိပေမဲ့အမြဲတမ်းတိုက်ခိုက်နေကြတော့ဘယ်သူမှအလုံးမလုံးနိုင်ကြဘူးအေးစီအချင်းရင်တောင်တစ်နှစ်တန်ကိုပခက်လွဲတန်လို့သဘောထားနေရတဲ့ဘဝတွေပါနံပါတ်4ဆိုမာလီယာလို့ပြောလိုက်တဲ့နဲ့ပင်လယ်ဓမြတွေကိုပြေးမြင်ကြမှာပါဒါပေမဲ့အားလုံးကဓမြတွေမဟုတ်ပါဘူးနိုင်ငံကအစိုးရမရှိသလောက်ဗျံမတာတွေဖြစ်ခဲ့တာကြပြီးမို့လူတွေကလည်းကိုသမင်းကိုရှားစားနေကြရတာပတ်စံကတော့တန်ဖိုးမရှိလွန်းလို့ကီလိုနဲ့ချင်းပြီးလမ်းဘေးမှာရောင်းရတဲ့အထိပါပဲနံပါတ်3တောင်ဆူဒန်ကမ္ဘာအငယ်ဆုံးနိုင်ငံမှာ2011ခုနှစ်မှာလွတ်လပ်ရေးရတာကလေးလေးပဲရှိသေးပေမဲ့ကြုံရတဲ့ဒုက္ခကတော့ဘိုးတော်ကြီးတွေထက်တောင်ပိုဆိုးပါတယ်ရေနံရှိပေမဲ့ပြည်တွင်းစစ်ကမပြီးနိုင်မစီးနိုင်နိုင်ငံသစ်လေးမှာအိမ်မက်တွေထက်တစ်နှစ်ကြီးစံတွေကပိုများနေတာစိတ်မကောင်းစရာပါနံပါတ်2ဘရွန်ဒီကတော့တည်တည်လေးပါပဲဒါပေမဲ့စင်းရဲတာကတော့လာဆိုင်ပါပဲစိုက်ပျိုးရေးတွေရှိတာလူကြီးကလည်းထူထက်တော့စားစရာမလောက်ငါဘူးသူတို့စီမှာတဦးချင်းဝင်ငွေကတစ်နှစ်လုံးမှ$200ဝန်းကျင်ပဲရှိတာမြန်မာငွေနဲ့ဆိုရင်8သိန်းကျော်လောက်ပေါ့ကျွန်တော်တို့စီကဖုန်းတစ်လုံးတန်ဖိုးတောင်မရှိဘူးနံပါတ်1အာဖဂန်နစ္စတန်ကဲနံပါတ်1ကတော့အာဖဂန်နစ္စတန်မှာအာဖရိကပြင်ပကတခုကြီးသောနိုင်ငံပေါ့နှစ်ပေါင်း40ကျော်စစ်ပွဲတွေပြီးတော့တာလီဘန်တွေပြန်တက်လာတာကြောင့်စီးပွားရေးကလုံးဝကိုအောက်ခြေရောက်သွားတာပါကမ္ဘာအကူအညီတွေကိုပဲမျှော်နေရတဲ့ဘဝဒီနိုင်ငံကလူတွေအတွက်ကတော့ငြိမ်းချမ်းရေးဆိုတာကမ္ဘာဦးအစကဒဏ္ဍာရီတစ်ခုလိုပါပဲကဲနေပါအောင်ငါတို့မြန်မာနိုင်ငံကတော့မပါဘူးလားလို့မေးချင်နေကြပြီလားအမှန်တိုင်းပြောရရင်တော့ကျွန်တော်တို့ကအဲ့ဒီတော်တန်းစင်းနဲ့ဝင်ဖို့ကံကောင်းထောက်မှစွာနဲ့လိုပါသေးတယ်ကမ္ဘာအဆင့်ကြည့်လိုက်ရင်ကျွန်တော်တို့ကနိုင်ငံပေါင်း190ကျော်မှအဆင့်160ဝန်းကျင်မှရှိနေပါတယ်အာဖရိကနိုင်ငံပေါင်း40လောက်ကခံထက်တစ်ဖွဲရှိကကာပေးထားလို့ပါဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့အာဆီယံ10နိုင်ငံထဲမှာဆိုရင်ကျွန်တော်တို့ကအဆင့်အရေးဆုံးဖြစ်သွားပါပြီအရင်ကကျွန်တော်တို့နောက်မှရှိခဲ့တဲ့လာအိုနဲ့ကမ်ဘောဒီးယားတို့တောင်
အခုဆိုရင်ကျွန်တော်တို့ကိုဘိုင်းမိုင်းပြပြီးအဝေးကိုပြေးထွက်သွားကြပါပြီကျွန်တော်တို့စီမှာကလျှက်စစ်မီရှိတော့ရှိတယ်ဒါပေမဲ့မီးလာချိန်တဲ့မီးပြက်ချိန်ကပုံမှန်နေတာကုန်စည်နှုန်းမနေ့ကကြက်ဥတစ်လုံး900ဆိုရင်ညနေ600ဖြစ်ချင်းဖြစ်နေတာတယံဇာတာကျွန်တော်တို့စီမှာကြောက်စိမ့်ရှိတယ်ဗရန်များရှိတယ်ရေနံရှိတယ်ဒါပေမဲ့ပြည်သူတွေလက်ထဲမှာတော့ရှစ်ခိုးယုံပဲရှိတာပါတကယ်တော့မြန်မာနိုင်ငံကအရေးမြစ်တွေကကျွယ်ဝပေမဲ့စီမံခန့်ခွဲမှုနဲ့ပြည်ငြိမ်မှုမရှိလို့သာအခုလိုရုန်းကန်နေကြရတာပါအာဖရိကနိုင်ငံတွေကသဲကန္နာရတဲ့မှာရုန်းကန်နေရတာဆိုရင်ကျွန်တော်တို့ကတော့ရွှေပုံပေါ်မှာထိုင်ပြီးတော့ထမင်းနဲ့မှန်ဖို့ဆူတောင်းနေရတဲ့ဘဝမျိုးပေါ့ဗျာဒါတွေကတော့ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတွေအကြောင်းပါအချိန်လေးမှာပဲကျွန်တော်တို့မြန်မာနိုင်ငံဟာလည်းဒီစည်းရင်းထဲမှာပါဝင်မလာဖို့အသေးအတန်ရုန်းကန်နေရတဲ့အခြေအနေမှာရှိပါတယ်ကျွန်တော်တို့စီမှာလည်းပြည်တွင်းစစ်မီးကတောက်လောင်နေစေကုန်စည်နှုန်းတွေကလည်းထိမ့်မနိုင်သိမ့်မရတက်နေစေဖြစ်လို့ဘယ်သူကမှနေပြည်မှနေရတာမဟုတ်ပါဘူးအာဖရိကကနိုင်ငံတွေလိုပဲကျွန်တော်တို့ပြည်သူတွေဟာလည်းလုံခြုံမှုမရှိတဲ့ညတွေကိုဖျက်ဆီးနေရပြီးမနှက်ဖြန်ဒီအတွက်စိုးရိမ်စိတ်တွေနဲ့ရုန်းကန်နေရတာအတူတူပါပဲဒီဗီဒီယိုလေးကိုတင်ဆက်ရတဲ့ရည်ရွယ်ချက်ကတော့ငါတို့တဲ့ပို့ဆိုးတဲ့သူတွေရှိသေးတယ်ဆိုပြီးတော့နှစ်သိမ့်မှုမဟုတ်ပါဘူးကဘာကြီးရဲ့တစ်ဖက်ချမ်းမှာရောကိုယ်နိုင်ငံမှာပါခံစားနေရတဲ့ဆင်းရဲတွင်းစစ်မီးတွေအမြန်ဆုံးငြိမ့်သက်နိုင်ပါစေလို့ဆုတောင်းရင်းအားလုံးပဲဒီခက်ခဲတဲ့ကာလာကြီးကိုဘေးကင်းကင်းနဲ့ဖျက်ချော်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ခဲ့ပေးကြဖို့မမေ့ပါနဲ့အောင်နောက်ထပ်ဘယ်လိုအကြောင်းအရာတွေသိချင်သေးလဲဆိုရာcomment မှာရေးခဲ့ပေးကြပါအောင်အားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်